အပြိုကြီးတကယ်လောက်မာလားအားကြမခံလူပြိုကြီးပဲလောက်တော့မယ် ဟေးကောင်လေးတွေငါမြဲအပြိုကြီးဖြစ်ရင်ဘာဖြစ်မှာလဲနင်တို့ငါအိမ်ရှိအခုထွက်သွားစမ်းငါမမြင်ချင်ဘူး စိတ်ကိုလျှော့ပါလားအဖွာအသက်လဲကြီးလာပြီကျွန်တော်တို့အဖွာကိုစကားနည်းနည်းပြောကြည့်မယ်နားထောင်ပေးလို့ရမှာလား နင်တို့ငါ့ကိုဘာပြောမှာလဲပြောကြည့်စမ်းမဟုတ်ရင်တော့နင်တို့ကငါဒီတုံးနဲ့ရိုက်ပြီးလို့တာမ ဟဲ့ အဖွာမှာအဖိုးရှိတယ်မဟုတ်လားသားသမီးရှိတယ်မဟုတ်လားအခုမြေးတောင်ရှိနေပြီလေ အဲ့ဒါဘာဖြစ်လဲပြောစမ်း ဖြစ်တာပေါ့အများကြီးကိုဖြစ်တာပါအဖွာရဲ့အဖွာတို့ကြတော့လင်ယူတယ်သားသမီးယူတယ်အဖွာမြေးကြတော့အပြိုကြီးဖြစ်ပါစေအဲ့လိုလားငရဲပြည်မှာရောင်ကြားမယူမိမမယူရင်ငရဲကြတယ်တဲ့အဖွာ ဟုတ်လို့လားဟဲ့ဟုတ်မှပြောစမ်းပါဟဲ့ ဟုတ်တာပေါ့အဖွာကျွန်တော်တို့ကတော့ငရဲကြဖို့ကြောက်တယ်အဖွာမကြောက်ဘူးလား ကြောက်တာဗောဟဲ့ မဖြစ်ဘူးဟဲ့ငါမြဲခေါ်လိုက်မှရတော့မယ် ဟဲ့ ဟဲ့ချစ်စုအခုဒီကိုထွက်လာခဲ့စမ်း ဟုတ်ကဲ့အဖွာရယ်လာပြီ နင်အခုဒီအောင်ကြီးနောက်ကလိုက်သွားတော့ငါမြဲတွေမြစ်တွေအရင်မြင်ချင်ပြီ ဟုတ်ကဲ့ပါအဖွာ အောင်ကြီးငါမြေးခေါ်ပြီးအခုသွားတော့ ဟဲ့ကောင်းလေးငါအောင်ကြီးအဖွားကောင်းမှုကြောင့်မိမရပြီဟဲ့မြင်ပြီလား ဟဲ့ကောင်လေး